တပတ်အတွင်းရာမညမြင်ကွင်းသတင်းစီစဉ်ကနေကြိုဆိုပါရစေမင်္ဂလာပါကိုနေဟုတ်ကဲ့မင်္ဂလာပါခေယာရေဒီတစ်ပတ်မှာတော့မွန်ပြည်နယ်မှာထူးထူးခြားခြားဖြစ်ပျက်ခဲ့တဲ့စစ်ရေးနိုင်ငံရေးလူမှုရေးတွေပါဝင်နိုင်ငံတော်ပေါ်မှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအစရှိတဲ့သတင်းတွေကိုကျမတို့မောင်နှမနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်မှာစုစည်းတင်ပြပေးသွားမယ့်သတင်းကြောင်းရာတွေကပြည်ရင်းပြည်ပသတင်းဌာနတွေမှာရေးသားဖော်ပြထားတာတွေကိုလူထုတွေကြဲကြဲပြန့်ပြန့်သိရှိဖို့ကျမတို့လူမျိုးစုံချီရာမညလွတ်မြောက်ရေးစီအဖွဲ့သားတွေကကောင်းနှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီစီဇန်ကိုလူမျိုးစုံချီရာမညလွတ်မြောက်ရေးစီ Facebook Page နဲ့ YouTube Channel မှာအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ပါခေယာရေအကိုပထမဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မလ28ရက်နေ့နေ့လယ်ပိုင်းမှာအကိုတို့မြန်မာနိုင်ငံမှာပြင်းအား9.9မဂနီကျူရှိတဲ့ငလျင်ကြီးကလှုပ်ခတ်ခဲ့ပြီးတော့ဒီငလျင်ကစကိုင်းမြို့အနောက်မြောက်ဘက်ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာပေါ့နော်ဒီငလျင်ကြောင့်အိန္ဒိချင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စောက်လုံးနေတဲ့အထက်မြင့်အဆောက်အအုံကပြိုကျပြီးတော့မြန်မာလူသမားတို့ချို့လက်ရှိချိန်ကြီးပိတ်မိနေခဲ့တာပေါ့နော်ဒါကိုထိုင်းအစိုးရကလည်းကယ်ထုတ်ဖို့ကြိုးစားပေးနေတယ်လို့သိရတယ်တကယ်စိတ်ကောင်းစရာဖြစ်ပျက်ကြီးပါပဲကိုယ်ဒါအပြင်ငလျင်လှိုင်းကအာဆီယံနိုင်ငံတွေက BNN နိုင်ငံဟန်နွိုင်းမြို့မှာလည်းအနေငယ်ခံစားခဲ့ရသလိုတရုတ်နိုင်ငံယူနန်ပြည်နယ်အထိကိုခံစားခဲ့ရတယ်လို့မီဒီယာနဲ့သင်သိရတာပေါ့နော်ဒီတော့ပို့ဆိုတာကမြန်မာနိုင်ငံမှာငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေအောက်မှာပိတ်မိနေသူတွေကိုငလျင်လှုပ်ပြီး28နိုင်ကြာတဲ့အထိကိုထိထိရောက်ကူညီကယ်ဆယ်နိုင်ခြင်းမရှိသေးဘူးပေါ့နော်စစ်ကောင်ဆောင်ကနေပြီးတော့မှလူလုံးထွက်ပြပြီးတော့လိုက်ရောက်နေတာကြောင့်တကယ်အခြေအနေဆိုးတဲ့စကိုင်းမန္တလေးအဲ့ဒီမျိုးတွေမှာတကယ်လုံနေရတာပရာဟိတအသင်းသားတွေနဲ့အရက်သားတွေကပဲကိုယ့်အကူကိုပြီးကယ်ထုတ်နေရတာရှိတယ်ပြီးတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နဲ့အင်္ဂလိပ်ဒေသတွေမှာလည်းစိုးစိုးဝါခံလိုက်ရတာရှိတယ်လက်ရှိချိန်ထိတော့ကယ်ထုတ်နေတယ်လို့သိရတာပေါ့နော်စစ်ကောင်စီကရှာပပနိုင်ငံတကာကနေပြီးတော့လူသားချင်းစာနာဖို့အကူအညီတောင်းခံလိုက်တာရှိတယ်။ဒါကလည်းဒေသ6ခုမှာနိုင်ငံတော်အရေးပေါ်အခြေအနေကိုကြီးညာပြီးတော့မှပြောတာပေါ့နော်။အဲ့ဒီမှာနိုင်ငံတကာအကူအညီတွေအများကြီးပေးလာကြတယ်။ဒီထဲမှာထိုင်ဝမ်ဘက်ကကူညီကယ်ဆယ်ရေးအဖွဲ့ကိုအဝင်မခံဘူးလို့တော့သိခဲ့ရတာပေါ့နော်။ပြီးတော့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်အစိုးရကနေပြီးတော့ဒေါ်လာ2သန်းအလှူငွေပေးတယ်။တခြားနိုင်ငံတွေကြတော့ UK အစိုးရကပေါင်10သန်း၊ဥရောပသမဂ္ဂယူရို1.5သန်းပေးတယ်။ဩစတြေးလျကဒေါ်လာ2သန်း ICRC ကနေသင်ပြီးတော့ကူညီမဲ့အပြင်ကိုနော်ဝေးနိုင်ငံက NOK တန်း120တောင်ကိုရီးယားနိုင်ငံကတော့ဒေါ်လာ2သန်းစင်ကာပူနိုင်ငံချက်ချီနီအသင်းကဒေါ်လာ3သိန်းခွဲအဖွဲ့အစည်းအသီးသီးကိုလှူဒန်းပေးကြမယ်လို့ပြောကြတာပေါ့နော်ဒါတွေကတော့သူတို့ကိုယ်တိုင်ကြေညာထားတာပေါ့နော်တချို့နိုင်ငံတွေရဲ့အထောက်ပံ့အကူအညီတွေကတော့စစ်ကောင်စီထံကိုတိုက်ရိုက်ပေးနေတာဖြစ်ပြီးတော့တချို့အကူအညီတွေကိုတော့ဒေသတွင်အဖွဲ့အစည်းတွေကိုပေးသွားမှာဖြစ်ကြောင်းသိရတယ်နောက်တစ်ခုကဒီအမေရိကန်သမ္မတရဲ့ညာလက်ယုံဖြစ်တဲ့ Elon Musk ပိုင်တဲ့ Starlink Company က Starlink Kit တွေကိုထောက်ပံ့ကူညီမယ်လို့ပြောတယ်။ local ကိုတော့ရောက်မရောက်တော့မသိရသေးဘူးပေါ့နော်။နိုင်ငံတကာထက်ပိုပြောပြချင်တာကပြည်တွင်းကတော်လိုင်းတပ်ဖွဲ့တွေမှာလည်းငွေအားရောလူအားရောနိုင်တဲ့ဘက်ကကူညီမယ်လို့အဖွဲ့အစည်းအသီးကနေထုတ်ပြန်ထားတာတွေရှိတယ်။ဒီထဲကမှအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မော်ကပြင်းထန်တဲ့ငလျင်တန်းကြောင့်ဒုက္ခကြုံတွေ့နေရတဲ့ပြည်သူတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့မိမိနယ်မြေအတွင်းမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပေါင်းဆက်ညှိနှိုင်းပြီးအစွမ်းကုန်ကူညီကြဖို့ပြီးတော့ခုခံကာကွယ်စစ်ကလွဲပြီးတော့ထိုးစစ်တွေအားလုံးသတင်းနှစ်ပတ်ကြာရပ်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားထားတာတွေ့ရတာပေါ့နော်အမျိုးသားညီညွတ်ရေးအစိုးရကတော့ဒီလိုမျိုးကြေညာထားပေမဲ့စစ်ကောင်စီကတော့လေရင်နဲ့ပုံကျဲတာတွေလုပ်နေတော့တိုက်ခိုက်နေတော့ဗောနော်ဒါကတော့တော်တော်ရုံညံ့နှုံနဲ့လုပ်ရလို့တော့ပြောရမှာပေါ့နိုင်ငံတကာကလည်းဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေတွေ့နေရသလိုသတင်းမီဒီယာတွေကလည်းဒါကို highlight လုပ်ပြီးတော့ပြောနေကြတာရှိလာတာဗောနော်ဟုတ်ကဲ့ပါကိုကြီးအခုဒီငလျင်ကြောက်ပေါ့ညီမတို့စကိုင်းမန္တလေးအပါအဝင်မြို့တော်များများကအခုအသက်အိုးအိမ်စီးစိမ်တွေထိခိုက်ရှာနာမှုတွေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ညီမတို့ငွေအားလူအားနဲ့လည်းအများကြီးကူညီကြတယ်ဒီလိုမကူညီနိုင်ရင်လည်းပေါ့နော်ကူညီနိုင်တာကညီမတို့အလှပုံတွေမတင်လို့ရတယ်ပျော်ရွှင်တဲ့ပုံတွေမတင်မဲနဲ့ပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကပေါ့သတင်းတွေ share ပေးတာဖြစ်အဲ့လိုလုပ်ပေးဖို့ညီမဘက်ကနေပြီးတော့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ညီမဆက်လက်ပြီးတော့စစ်မှုထမ်းမှားယွင်းစုဆောင်သူတွေကိုအရေးယူနေတယ်ဆိုတော့ရှာရုံးမရှိတဲ့စစ်ကောင်စီရဲ့သတင်းကိုပြောပြပေးချင်ပါတယ်တမတော်အတွင်းမှာရှိတဲ့အရွယ်မရောက်သေးသူကလေးသူငယ်တွေကိုပြန်လည်နှုတ်ထွက်ခွင့်ပြုပြီးတော့မိဘများထံလွှဲပြောင်းပေးအပ်ခြင်းဆိုတဲ့အခမ်းအနားကိုစစ်ကောင်စီကမတ်လ20ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်တမတော်အနေနဲ့အရွယ်မရောက်သေးတဲ့ကလေးတွေကိုစစ်မှုထမ်းလုံးဝစုဆောင်ခြင်းမပြုဖို့မှားယွင်းစုဆောင်ခဲ့သူတွေရှိနေရင်လည်းအများဆုံးထွက်ခွင့်ပြုနေတယ်လို့ပြောထားပါတယ်ပြီးတော့လက်ရှိတမတော်အတွင်းမှာရှိတဲ့အသက်မပြည့်သေးတဲ့ကလေးစစ်သည်63ယောက်ကိုမိဘတွေစီပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်းဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပေမဲ့လည်းလူငယ်တွေထပ်ပြောင်းနေတယ်လို့အတင်းအဓမ္မစစ်သားစုဆောင်မှုတွေလည်းရှိနေတော့မှာပဲတကယ်တမ်းက
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကိုအာဏာရှင်ဦးသိန်းရွှေက2010ခုနှစ်မှာပြဋ္ဌာန်းခဲ့တာအဲ့ဒါကိုလက်ရှိအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြတ်တက်သွင်းခဲ့တာဖြစ်ပါတယ်နောက်ထပ်ဆက်လက်ပြီးတော့တနင်္လာရီတိုင်းမှာတစ်လအတွင်းဒေသခံ330နီးပါးဖမ်းခံရတဲ့သတင်းကိုဆက်လက်ပြပြပေးသွားပါမယ်တနင်္လာရီတိုင်းမှာပြီးခဲ့တဲ့တစ်လအတွင်းစစ်ကောင်စီရဲ့အကြောင်းမျိုးမျိုးပြဖမ်းဆီးမှုကြောင့်ဒေသခံပြည်သူ326ဦးထပ်မံဖမ်းဆီးခံရတယ်လို့ဒေသတွင်းတနင်္လာရီအဖွဲ့ဖြစ်တဲ့ FE5 တနင်္လာရီရဲ့အစီရင်ခံစာအရသိရပါတယ်ဆက်လက်ပြီးတနင်္လာရီဒိုဝယ်မြို့အင်ရှိပြင်ရက်ကွက်အဝေးပြေးကောင်းဝင်းကြီးကလိုင်းကန်တစ်ခုကိုအင်အား40ကျော်ပါတဲ့စစ်ကောင်စီပူးပေါင်းဖွဲ့တွေဟာမတ်လ25ရက်နေ့နေ့လယ်မှာဝင်ရောက်စီးနှင်ပြီးဒေသခံပြည်သူ20ကျော်ကိုဖမ်းဆီးသွားပြီးအကြောင်းပြချက်ကတော့ SCN မတိုင်တာ SCN တိုင်ပြီးနောက်တမက်ရက်လွန်နေတာတချို့ကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တန်ထောက်ပို့လောက်ဆောင်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါကေရိုင်အခုနောက်ထပ်ဖတ်ပြပေးမယ့်သတင်းကတော့ပြီးခဲ့တဲ့3ပတ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား32ဦးတောင်တေဆုံးခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်လက်ရှိမြန်မာနိုင်ငံတဝန်းမှာယခုမတ်လပထမ3ပတ်အတွင်းမှာပဲစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူစုစုပေါင်း32ဦးတေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုကြီးစောက်စောက်ရေးအသင်း AAPP ကထုတ်ပြန်ခဲ့တာတွေ့ရတယ်မတ်လ1ရက်နေ့ကနေစပြီးတော့မတ်လ26ရက်နေ့အထိကိုအမျိုးသမီး15ဦးနဲ့အမျိုးသား18ဦးစုစုပေါင်း32ဦးတေဆုံးခဲ့တာပေါ့နော်ဒီတေဆုံးခဲ့တဲ့လူတွေကမကွေးတိုင်းမှာ16ဦးနဲ့အများဆုံးတေဆုံးပြီးတော့ပဲခူးတိုင်းမှာလည်း9ဦးနဲ့ဒုတိယအများဆုံးတေခဲ့တာပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းတဲ့သတင်းကတော့မတ်လ21ရက်နေ့မနက်9:00နာရီလောက်မှာပဲခူးတိုင်းဝေါ်မြို့နယ်လက်ပံကျွေးရမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲနဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့ခရွဲကျေးရွာကိုလက်နက်ကြီးရန်တပ်ပစ်ခတ်မှုကြောင့်စုံမိုးပြင်ဆင်နေတဲ့အသက်50အရွယ်တန်ဃာတစ်ပါးပြန်လွန်တော်မူခဲ့ပြီးတော့အသက်40အရွယ်တန်ဃာ2ပါးကတရားရခဲ့တာရှိတယ်ပေါ့နော်ဒါအပြင်ကိုမတ်လ21ရက်နေ့နေ့လယ်2နာရီလောက်မှာလဲတနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာချောင်းလမှုကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့်စစ်ပေးဆောင်2ဦးတေဆုံးခဲ့ရတာလည်းရှိခဲ့တယ်ပေါ့နော်ပြီးတော့မတ်လ22ရက်နေ့ပဲခူးတိုင်းမှာအုတ်တွင်မြို့နယ်ကံကလေးကျေးရွာနဲ့ပောက်ကုံကျေးရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ drone နဲ့ထန်းကုန်းကျေးရွာအတွင်းကိုဘုံကျဲတိုက်ခိုက်တာကြောင့်ကိုရဆိုင်အနီးမှာကြာရောက်ပောက်ကွဲပြီးတော့ဒေသခံ9ဦးတောင်မှဘုံစားထိမှန်ခဲ့တာရှိခဲ့တယ်ဟုတ်ကဲ့ပါကိုကြီးညီမဆက်ပြီးတော့ဗောနော်ညီမတို့မြို့ဖြစ်တဲ့မော်လမြိုင်မြို့အကြောင်းလေးကိုနည်းပြောပြပေးသွားပါမယ်မွန်ပြည်နယ်မော်လမြိုင်မြို့မှာအခုလှိုင်ရက်ကွက်ကရာနဲ့ချီရဲ့လူနေအိမ်တွေကိုခွင့်ပြုချက်မရှိဘဲနဲ့ကျူးကျော်ဆောက်လုပ်ထားတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကလာမဲ့ဧပြီ10ရက်နေ့နောက်ဆုံးထားပြီးတော့အပြီးဖြတ်သိမ်းရမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒေသခံတွေစီကနေညီမတို့သိရတယ်စစ်ကောင်စီရဲ့အကြောင်းကြားစာအရမော်လမြိုင်မြို့နယ်စီမံသားယာရေးအဖွဲ့အုပ်ချုပ်ရေးမှူးနာမည်နဲ့လာမြင့်ကျောင်းနာ39ခွင့်ပြုမဲ့ရရှိထားတဲ့မြေဧရိယာ17ဧကကျော်အတွင်းမှာခွင့်ပြုချက်မရှိဘဲနဲ့အဆောက်အုံတွေကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီးတော့စစ်ဆေးတွေ့ရှိတဲ့အတွက်ဖျက်သိမ်းခိုင်းတယ်ဆိုပြီးတော့ပြောထားပါတယ်ဆက်လက်ပြီးတော့စစ်ကောင်စီရဲ့အပေါင်းပါတွေရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတော်လှန်ရေးခေါင်းဆောင်တွေဝေဖန်ဆိုတဲ့သတင်းကိုဆက်လက်ပြပြပေးသွားပါမယ်ဒီနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့လက်နက်ကင်တိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဦးစီးကျင်းပတဲ့2025ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမတ်လ24ရက်နေ့ကနေ26ရက်နေ့ထိနေပြည်တော်မှာကျင်းပခဲ့ပါတယ်။အဲ့ဒီမှာဆွေးနွေးကြတာကနိုင်ငံရေးနဲ့လုံခြုံရေးပါဝင်စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ကဏ္ဍနှစ်ခုလို့ပြောပါတယ်။ဒါကိုဆွေးနွေးကြတဲ့သူတွေထဲမှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးညှိနှိုင်းရေးကုမ္ပဏီ NSPNC အပြည့်ရဲ့ EAO တွေနိုင်ငံရေးပါတီတွေငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့ကြတဲ့ကိုယ်စားလှယ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော်လှန်ရေးခေါင်းဆောင်တွေကနေပြီးတော့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ထပ်ဖတ်ပြပေးမယ့်သတင်းကတော့တနင်္လာရီတိုင်းတဝယ်မြို့နယ်မောင်မဲဆောင်ကျွေးရွာအနီးမှာပြီးခဲ့တဲ့မလ18ရက်နေ့မနက်8:00နာရီအချိန်ခန့်မှာဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သား3ဦးစောက်ချိုတိုက်ခိုက်ခံရတာကြောင့်တေဆုံးသွားတယ်လို့သိရတယ်ပေါ့နော်။ဒါအပြင်ကိုရေဖြူမြို့နယ်ညှင်းထွေးကျေးရွာနဲ့ကျောက်ကညာကျေးရွာကြားမှာမလ24ရက်နေ့မနက်9:00နာရီအချိန်ခန့်မှာအမှတ်8ပြည်ထောင်စုလမ်းမပေါ်မှာလုံခြုံရေးလက်ယူတဲ့အင်အား200ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်တေဆုံးခဲ့တယ်လို့ဒူရကစစ်ကြောင်းကတရင်ထုတ်ပြန်ထားတာတွေ့ရတယ်။ပြီးတော့မွန်ပြည်နယ်ရေးမြို့နယ်ကွမ်ကြိုက်ကျေးရွာအနီးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာတော်လန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့လက်နက်ကြီးတွေနဲ့တွားရောက်တိုက်ခိုက်ခဲ့ရတယ်ပေါ့နော်။အဲဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးတေဆုံးပြီးတော့တပ်ချက်ကြီး2ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ဒါအပြင်ကိုဒီတိုက်ခိုက်မှုမှာဒေါနာတက်ရင်ဒေါနာစစ်ကြောင်းနဲ့ရေးပြောက်ကြားတဲ့ YGF နဲ့မဟာမိတ်တွေဖြစ်တဲ့ရမြစစ်ကြောင်းကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA တက်ရင်29တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါကိုရေညီမဆက်လက်ပြီးတော့ဘီလင်းမျိုးနယ်ထွေအုပ်ရုံဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုဆက်လက်ပြပြပေးသွားပါမယ်။မွန်ပြည်နယ်ဘီလင်းမျိုးနယ်မှာမတ်လ24ရက်နေ့မနက်9:00နာရီလောက်မှာဘီလင်းမျိုးနယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံးကိုတော်လိုင်းရဲတပ်ဖွဲ့တစ်ခုက drone နဲ့ပုံချတိုက်ခိုက်ခဲ့တာကြောင့်လမ်းသွားလမ်းလာရက်သားပြည်သူတို့ဘုံအစားထိမှန်တရားရခဲ့တယ်လို့ညီမတို့သိရပါတယ်ထပ်ပြီးတော့မနက်10:00နာရီအချိန်ခန့်မှာလဲဘီလင်းမြို့နယ်နက်ကြီးကျွေးရအနီးရှိစစ်ကောင်စီစစ်စေးရေးဂိတ်ကို drone နဲ့ထပ်မံတိုက်ခိုက်ခဲ့ပေမဲ့လည်းထိခိုက်မှုတော့မရှိခဲ့ပါဘူးနောက်တစ်ပုတ်ဆက်လက်ပြပြပေးသွားပါမယ်စကိုင်းတိုင်းမုံရမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဟာမတ်23ရက်နေ့ည9:00နာရီချိန်ခန့်ကပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက109မမရှော့တိုက်ဒုံ3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရာရှိတအုပ်နဲ့တပ်ချက်ကြီးစီးရေးတွေအပါအဝင်10ဦးသေဆုံးခဲ့ပြီး16ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warrior for Myanmar BWN ကမတ်လ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့ Brave Warrior for Myanmar BWN အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Freedom Revolution for FRF ရန်ကြီးအောင်ဖူးတလင် Shadow မုံရွာနဲ့ Democratic Ranger အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့နှစ်ပေါင်40ကြာတက်ဆွဲထားတဲ့ Khaledi စစ်တပ်ခန်းကို KNNA သိမ်းပိုက်ဆိုတဲ့သတင်းကိုဆက်လက်ပြောပြပေးသွားပါမယ်။ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်မှာနှစ်ပေါင်40ကြာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ Khaledi စခန်းကို KNNA ပူးပေါင်းတပ်တွေကမတ်လ22ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီမတ်လ25ရက်နေ့မှာတော့စခန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဘိုကမတ်လ26ရက်နေ့မှာသတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ပြောပြပေးချင်တာကတော့နိုင်ငံတကာသတင်းတွေထဲကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမဲဆွယ်စဉ်ကပေးခဲ့တဲ့ကတိအတိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းမဲ့အထူးမိန့်ကိုမတ်လ20ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်တာပေါ့နော်ဒေါ်နယ်ထရန့်နဲ့သူ့ရဲ့အကြံပေးဘီလီယံနာကြီးအီလွန်မတ်စ်တို့ကအစိုးရအေဂျင်စီတွေနဲ့စီမံကိန်းတွေကိုလွှတ်တော်ရဲ့ခွင့်ပြုချက်မယူဘဲနဲ့ပိတ်သိမ်းမှုကြိုးပမ်းခဲ့တာဖြစ်ပြီးတော့နိုင်ငံတကာဖွံ့ဖြိုးမှုအမေရိကန်အကူအညီပေးရေးအေဂျင်စီကိုဖျက်သိမ်းခဲ့ပေမဲ့ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းတာပထမဆုံးဝန်ကြီးဌာနအဆင့်အေဂျင်စီကိုဖျက်သိမ်းမှုဖြစ်ပါတယ်ဒီသတင်းက Green စံချိန်တော်ဝင်လောက်တယ်ညီမရေ ဟုတ်တယ်ကိုရဲ့နောက်တစ်ခုကပင်လယ်နက်မှာရေတပ်ပြက်ခတ်ရက်စရေးကိုယူကရိန်းနဲ့ရုရှားသဘောတူလိုက်ပြီဆိုတဲ့အကြောင်းပေါ့နော်ဆော်ဒီအာရေဗျမှာ3ရက်ကြာငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့နောက်မှာအမေရိကန်နဲ့တိကျသဘောတူညီမှုအတွင်းရုရှားနဲ့ယူကရိန်းတို့ဟာပင်လယ်နက်မှာရေတပ်အပြက်ခတ်ရက်စရေးသဘောတူညီမှုရရှိခဲ့ပြီးတော့အရင်ကသဘောတူထားတဲ့စွမ်းအင်ပြစ်မှတ်တွေကိုမတိုက်ခိုက်ရေးသဘောတူညီမှုအကောင့်ထဲပေါ်သွားမယ်လို့နိုင်ငံသဘောတူညီခဲ့ကြတာပေါ့နော်ညီမဆက်လက်ပြီးပြပြပေးသွားမယ့်သတင်းကလည်းဒီနိုင်ငံတကာသတင်းပဲပေါ့နော်ရုရှားနဲ့မြောက်ကိုရီးယားဆက်သွယ်မဲ့တရားတစ်စင်းတိစောက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဒီနှစ်နိုင်ငံကြားဆက်သွယ်မဲ့တရားတစ်စင်းကိုရုရှားနဲ့မြောက်ကိုရီးယားတို့တူမန်မြစ်ပေါ်မှာမကြခင်တိစောက်သွားမယ်ဆိုပြီးတော့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတပ်အမတ်ကိုကိုးကားပြီးနိုင်ငံပိုင် RIA သတင်းဌာနကဖော်ပြခဲ့တာပဲဖြစ်ပါတယ်ဒီသတင်းက2024ခုနှစ်မှာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့မြောက်ကိုရီးယားခရီးစဉ်အတွင်းသဘောတူညီမှုတော်တော်များများလက်မှတ်ရေးထိုးခဲ့ပြီးတရားဆောက်လုပ်ဖို့သဘောတူညီမှုလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒါတွေကတော့ဒီတစ်ပတ်တွင်မြန်မာနိုင်ငံတပွန်ဖြစ်ပွားခဲ့တဲ့သတင်းတွေကိုပြည်တွင်းပြည်ပသတင်းဌာနတွေကနေကျမတို့ကောက်နှုတ်တင်ဆက်ထားတာပါ။နောက်တစ်ပတ်တွင်မှာလည်းစိတ်ဝင်စားဖွယ်ကောင်းမဲ့သတင်းတွေကိုကျမတို့မောင်နှမနှစ်ယောက်နဲ့အတူစောင့်မျှော်နားဆင်ပေးကြဖို့မေတ္တာရက်ခံလိုက်ရပါတယ်ရှင်။ဆေးအာနာရှင်ကြာဆုံးရေးနဲ့ Federal Democracy စနစ်ပေါ်ထွန်းလာရေးမှာလူထုတွေတန်းနိုင်တဲ့ညီလန်းကနေပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့အခုစီစဉ်ကိုအဆုံးသတ်လိုက်ပါရစေ။